ကဲအားလုံးပဲမင်္ဂလာပါဒီနေ့လဲကျွန်တော်တို့စာသင်ရမယ့်အချိန်ကိုရောက်ရှိလို့လာပါပြီဒီနေ့မှာတော့အရှိမကြော်ခဲ့တဲ့အပိုင်းလေးပေါ့နော်အခန်းလေးပေါ့နော်ဖတ်စာရေးရဲ့ကျွန်တော်တို့အခန်းလေးကိုသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်နဲ့အတူတစ်ချက်လောက်လိုက်ကြည့်ပေးပါဦးနော်ကဲအခန်းလေးမှာတော့ဘာဒီလဲဆိုရင်ခရုမာကစူခိုဆူရုတိုကိုရိုကားသွားမဲ့နေရာခရုမာကစူခိုရှိတဲ့ဝအိခဲနိုင်တိုကိုရိုကားသွားလို့မရတဲ့နေရာတွေကိုဒီနေ့ main အနေနဲ့သင်ပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဘယ်လိုနေရာတွေဖြစ်မလဲဆိုတာကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ကဲဒါဆိုရင်နံပါတ်1ကျွန်တော်တို့ခရုမာကစူခိုဆူရုတိုကိုရိုကားသွားမဲ့နေရာတွေကားသွားမဲ့နေရာဘယ်နေရာတွေဖြစ်မလဲတဲ့ကဲနော်အဲဆိုရင်ကားတွေကကျွန်တော်တို့ရှာတိုးကိုစူခိုရှိနာခဲ့တယ်ပါနာဒီမာဆန်ရှာတိုးဆိုတာကားသွားလမ်းကိုကျွန်တော်တို့မသွားလို့မရပါဘူးတဲ့ကားသွားလမ်းဆိုတာဘယ်လိုလဲဆိုရင်ညာဘက်မှာပုံလေးပြထားတယ်ပေါ့နော်ဟိုတိုးတော့အာရုတိုကိုရိုဟိုတိုးဆိုတာကကျွန်တော်တို့ဒီလိုလူသွားလမ်းရှိတဲ့နေရာမှာပေါ့နော်လူသွားလမ်းရှိတဲ့နေရာမှာလည်းကျွန်တော်တို့လူသွားလမ်းကိုသွားလို့မရဘူးဒီလိုကားလမ်းပဲသွားရမယ်ဆိုတာကိုသူပြထားတာပေါ့နော်နောက်တစ်မျိုးကကြတော့ရောဆိုကူတိုင်းတော့အာရုတိုးတော့ရောဆိုကူတိုင်းဆိုတာရှေ့မှာကျွန်တော်သင်ခဲ့တယ်နော်ပြီးရင်လည်းကနေတစ်ချက်ပြန်နှွှေးပေးမယ်နော်ရောဆိုကူတိုင်းဆိုတာကဒီကောင်လေးပေါ့နော်ဒီကောင်လေးနော်ဒီမြင်းလေးရဲ့ဒီဘက်လူလေးသွားနေတဲ့လမ်းကိုပြောနော်ဒါဒေါ်စုကူတိုင်းခေါ်တယ်ပေါ့နော်အဲ့ဒီလမ်းမှာဆိုရင်လည်းကားတွေကမြင်းရဲ့ဒီဘက်အချမ်းမှာပဲကျွန်တော်တို့သွားရမယ်ဆိုတာပြောပေါ့နော်လူသွားဖို့တသက်လှုပ်ထားတာဖြစ်တဲ့ကြောင့်မို့ဝင်လို့မရဘူးဆိုတာကိုသူပြောချင်တာဖြစ်ပါတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့တစ်ချက်ပြန်ကြည့်လိုက်ရအောင်เนาะကျွန်တော်တို့လော်စုကူတိုင်းကိုကျွန်တော်နှုတ်အနေနဲ့ကျွန်တော်တို့ပြန်ပြထားတယ်ရှေ့မှာသင်ခဲ့သလိုမှတ်မိသေးလားမသိဘူးလော်စုကူတိုင်းမှာကျွန်တော်တမြင်းနဲ့ခြားထားတဲ့လော်စုကူတိုင်းရှိမယ်တမြင်းနဲ့တစ်ဆက်ခြားထားတဲ့ကျွန်တော်တို့လော်စုကူတိုင်းရှိမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီလိုမျိုးနှစ်မြင်းနဲ့ခြားထားတဲ့လော်စုကူတိုင်းရှိမယ်ပေါ့နော်ကဲဒါဆိုရင်ပြန်ပြောမယ်ဆိုရင်ဒီဟာကတမြင်းနဲ့ခြားထားရဆိုရင်လော်စုကူတိုင်းဆိုရင်ကျွန်တော်တို့လူတွေစပိန်တွေသွားလို့ရတယ်ကျွန်တော်ရှင်ကားဝင်ရက်ချင်လဲကျွန်တော်တို့ဒီဘက်မှာလူသွားဖို့ခြံထားပြီးတော့နေတန်နာကောခြံထားပြီးတော့ကျွန်တော်တို့သွားလို့ရတယ်ပေါ့နော်တမြင်းနဲ့တစ်ဆက်ခြားထားလို့ရှိရင်ကျွန်တော်တမြင်းနဲ့တစ်ဆက်ခြားထားတဲ့လော်ဆိုကူတိုင်းဆိုရင်နာမည်ကချူတဲ့ရှာခင်းရှိလော်ဆိုကူတိုင်းလို့ခေါ်တယ်ပေါ့နော်ကားတွေကအရင်တုန်းကကားတွေကဒီလိုမျိုးလေးတန်နာကောထားပြီးတော့ဝင်ရက်လို့ရတယ်သို့ပေမဲ့လို့ဒီမှာကြတော့လူနဲ့စပိန်တော်သွားလို့ရတယ်လူနဲ့စပိန်တော်သွားလို့ရတယ်ပေါ့နော်သို့ပေမဲ့လို့ကားတွေကဒီထဲကိုဝင်လို့မရတော့ပါဘူးဒီဘက်ထဲကိုဝင်လို့မရတော့ဘူးပေါ့နော်ဒီအပြင်ဘက်မှာပဲနေရမယ်ပေါ့နော်ကဲဒါဆိုရင်နှစ်မြင်းနဲ့ခြားထားတဲ့ဒေါ်စုကူတိုင်းဆိုရင်တော့ကျွန်တော်တို့ဟိုကိုရှာဆန်းရောဒေါ်စုကူတိုင်းလို့ခေါ်တယ်ပေါ့နော်လူပဲတီးတန့်သွားလို့ရမယ်စပိန်နေကားတွေကဒီအပြင်ဘက်ကနေသွားရမယ်ပေါ့နော်ဒါတော့စုကူတိုင်းလို့ခေါ်ပါတယ်ပေါ့နော်ဒါလေးကတော့မေးခွန်းမှာမေးမှာဖြစ်ပါတယ်ဘာတွေသွားလို့ရတယ်တမြင်းနဲ့တစ်ဆက်ဆိုဘာတွေသွားလို့ရတယ်နှစ်မြင်းဆိုဘာတွေသွားလို့ရလဲဆိုတော့သူမေးမှာဖြစ်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဟီဒါရီဆုခိုနော်ဂန်ဆုခုလေးကိုင်းနဲ့เนาะဟီဒါရီဆုခိုနော်ဂန်ဆုခုဘယ်ဘက်ကကျွန်တော်တို့ဘယ်ဘက်ကိုမောင်းရမယ်ဆိုတာကိုဒါဒီဥပဒေရပေါ့เนาะဘယ်ဘက်ကိုလမ်းရဲ့ဘယ်ဘက်ကိုမောင်းရပါမယ်တဲ့ခရုမာဝကားတွေကဒိုးတော်နော်ချူခါရာဟီဒါရီဘူဝင်ဟိုဆုခိုရှိနာခဲ့တယ်ပါနာဒီနမဆန်ကျွန်တော်တို့ကားတွေရဲ့လမ်းရဲ့ခလေရဲ့မမြင်တော့မရှိပေမဲ့เนาะခလေရဲ့ဘယ်ဘက်အပိုင်းကိုကျွန်တော်တို့သွားရမှာမောင်းရမှာဖြစ်ပါတယ်တဲ့เนาะဒီကလေးရဲ့တရားဆိုတဲ့ဘယ်ဘက်ပိုင်းเนาะသူ့ရဲ့ဘယ်ဘက်ပိုင်းကိုဒီလိုမောင်းနေဗောနော်ဒါလည်းဘယ်ဘက်ပိုင်းကိုဒီလိုမျိုးမောင်းနေဗောနော်အဲ့လိုမျိုးမောင်းရပါမယ်ဒါဆိုရင်ချိုးဆန်တော့9တိုးတော့เนาะမြင်းမရှိတဲ့လမ်းဗောနော်တကယ်လို့မြင်းရှိတယ်ဆိုရင်လည်းပဲအတူတူပဲလမ်းရဲ့ကျွန်တော်တို့ဘယ်ဘက်မှာမောင်းရပါမယ်ဆိုတဲ့ပုံစံမျိုးပြောထားတာဗောနော်ကဲအရှိမကျွန်တော်တို့ချူအိုဆန်းအကြောင်းသင်ခဲ့တယ်เนาะချူအိုဆန်းဆိုတာကခလေကောင်ခလေမြင်းဆိုတာကလမ်းရဲ့ခလေကောင်မှာရှိနေရလို့မဆိုလိုပဲနဲ့ကျွန်တော်တို့ဘယ်လိုလဲဆိုရင်အသွားလမ်းနဲ့အပြန်လမ်းနဲ့ကြားတွေကိုခွဲထားတဲ့ခလေမြင်းပေါ့နော်ဒါမျိုးကိုဆိုလိုပါတယ်ပေါ့နော်ကဲဒါဆိုရင်နောက်တစ်ခုကဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့ဒီမှာတော့ဒါကတော့ချိုဆန်တော့ ichi ကဂျီခန်တဲ့ဤဒိုစုရုပါသူကအချိန်နဲ့လိုက်ပြီးတော့ချိုဆန်ကပြောင်းနေတယ်ဒီနာချိုဆန်ဖြစ်မယ်နောက်ပြီးတော့ချိုဆန်ဒီနာဖြစ်မယ်အချိန်နဲ့လိုက်ပြီးတော့ပြောင်းနေတဲ့ချိုဆန်ဖြစ်ပါတယ်ဗောနော်ဒါကတော့သူတို့ဟိုဟာနဲ့ပေါ့နော်စိုင်းပုတ်နဲ့ပြမှာဗောနော်အဲ့ဒါဆိုရင်နည်းနည်းခတ်တယ်ဗောနော်ပြီးလို့ရှိရင်ချိုဆန်ကခါတာဟိုနီရော့တေတူပါချိုဆန်ဆိုတာကခလေမြင်းကခတ်ဒီမှာတော့ခလေမြင်းကဒီမှာနှစ်မြင်းနဲ့ပြထားတာခလေမြင်းခေါ်တာဗောနော်ခလေမြင်းကခါတာဦးနီရော့တယ်ရှေ့မှာတင်ခဲ့သလိုပဲဒီဘက်မှာကားဒီမှာတစ်စီးနှစ်စီးသုံးစီးပဲသွားလို့ရတယ်အသွားသုံးစီးပဲသွားလို့ရတယ်သို့ပေမဲ့လို့အပြန်လမ်းတွေကတစ်စီးနှစ်စီးသုံးစီးလေးစီးငါးစီးเนาะအဲ့လိုမျိုးဗောနော်
အဲ့တော့ဘာလို့ဆိုတော့ချူဆန်းဆိုတာကအသွားလန်းနဲ့အပြန်လန်းနဲ့ခွဲထားတဲ့လေကောင်းမျိုးကိုချူဆန်းလို့ခေါ်တယ်တို့ပြင်မဲ့လို့လမ်းရဲ့ခလေကောင်းမှာရှိရပါမယ်လို့ပြောထားရင်ကျွန်တော်တို့အဲ့မိကွန်းမှားတယ်เนาะခန္ဓာဓာတ်စုရှိမို့လမ်းရဲ့ခလေကောင်းမှာရှိပါတယ်ဆိုရင်မှားတယ်ပေါ့เนาะရှိချင်ပါတယ်ရှိမယ်ရှိချင်တယ်လည်းရှိမယ်ပေါ့เนาะတရက်သေးရှိရမယ်လို့ပြောလို့မရပါဘူးเนาะကဲဒါဆိုရင်နောက်တစ်ပုတ်သွားရအောင်ခရုမဝါစုဂီနောဘိုင်အောက်ပါချက်လက်အခြေအနေမှာဆိုရင်ဒိုးရောနော်ချူအိုကာရာမီဂီကာဘူပွန်းနီဟာမီဒါရှိတဲ့စုခိုစုရုကိုတို့ကဒဲကီတူလမ်းရဲ့ခလေကနေညာဘက်ကိုထွက်ပြီးတော့ကျွန်တော်တို့သွားခွင့်ရှိပါတယ်တကယ်လို့များအဲ့လိုထွက်ပြီးတော့သွားရမယ်အဲ့လိုအခြေအနေမှာထွက်ပြီးတော့ကိုကမဖြစ်မနေထွက်ပြီးတော့ညာသူများလမ်းဘက်ကိုထွက်သွားရမယ်ဆိုရင်တော့မှဟာမီဒါရှိခတာကကျွန်တော်တို့ဟိုထွက်တာဟိုမှာเนาะデキルだけ少なくなるようにしなければなりませんတနိုင်တွေကျွန်တော်တို့နည်းနည်းပဲထွက်ပေါ့နော်ပုံမှန်ဆိုရင်တော့ကားဒီကလမ်းရဲ့ဘေးဘက်ချမ်းကိုမောင်းရမယ်မြင်းရှိရှိမရှိရှိတို့ပေမဲ့လို့ဒီအောက်ပါသူပြောထားတဲ့အခြေအနေမှာဆိုရင်တော့ကျွန်တော်ညာဘက်ကိုထွက်မောင်းလို့ရတယ်ထွက်မောင်းလို့ရပေမဲ့လေတက်နိုင်တွေကျွန်တော်တို့ဟိုအရင်မထွက်နဲ့ပေါ့နော်ကိုယ့်ရဲ့ဒစည်းစာလောက်ပဲထွက်ပေါ့နော်လုံးဝညာဘက်ကြီးကိုသွားမောင်းတာမဟုတ်ဘဲနဲ့ကိုနော်အချင်းကြီးအချိန်ခါရပြီးတော့ဥမာနေဒီလိုနားကြီးကိုသွားမောင်းတာမဟုတ်ဘဲနဲ့ဒီနားလေးကကြော်တက်လို့ရဆိုဒီနားလောက်လေးကနေပဲမောင်းသွားတက်နိုင်တွေနည်းနည်းလောက်ပဲညာဘက်ကိုထွက်လို့ပြောချင်တာပေါ့နော်အ ਨੇ ဆုံးပမာဏကိုပဲထွက်လို့ပြောချင်တာပေါ့နော်ကဲဥမာအနေနဲ့ဘလို့နေရာမှာထွက်မောင်းလို့ရတယ်အပိုးစုခိုးနီနာတဲရူတိုခိ one way ဖြစ်နေတဲ့အချိန်ဒီမှာ one way เนาะ one way စိုင်းဖို့ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ညာဘက်ကိုထွက်မောင်းလို့ရတယ်เนาะညာဘက်ကနေမောင်းလို့ရညာဘက်ချမ်းကိုတွတ်မောင်းလို့ရတယ်ဘာလို့ဆိုတော့ကားတွေကဒီဘက်ကိုပဲတွတ်မှာเนาะဒီဘက်ကလာတဲ့လမ်းမရှိဘူးเนาะလာတဲ့လမ်းမရှိ one way ဖြစ်နေနံပါတ်2ဟီတာရီပူပွန်းの幅がその車の数個に十分でない時ကျွန်တော်တို့ဒီလမ်းရဲ့ခလေကောင်းကနေဒီဘဲဘက်ချမ်းကဒီကားတစ်စီးသွားဖို့ရလမ်းမလုံလောက်တဲ့အချိန်မှာဆိုရင်လည်းကျွန်တော်ညာဘက်ကိုထွက်မောင်းလို့ရတယ်ပေါ့နော်ဒါအသွားလမ်းနဲ့အပြန်လမ်းနဲ့ရှိရတို့ပေမဲ့တို့တစည်းသွားရင်တော့လမ်းအပြည့်နေတဲ့အချိန်ပေါ့နော်အဲ့အချိန်မှာဆိုရင်ကျွန်တော်ညာဘက်ကိုထွက်မောင်းလို့ရတယ်ဆိုတဲ့သဘောပြောချင်တာပေါ့နော်ကဲနောက်တစ်ပုတ်ကကြတော့ဒိုရိုခိုးဂျီနာတို့တော့တာမဲ့ဟီတာရီကာဝဘူဝန်တာခဲတဲ့では数行するに十分の幅がないときကျွန်တော်တို့ဘယ်ဘက်မှာလမ်းပြင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะကိုကဘယ်ဘက်ကသွားဖို့မလောက်တဲ့အချိန်မှာတော့ဒီလိုမျိုးညာဘက်ကနေဒီလိုမျိုးသွားလို့ရတယ်ဆိုတဲ့အကြောင်းပြောချင်တာပေါ့เนาะပြီးလို့ရှိရင်ဟိုတနေ့ကသင်ခဲ့တယ်ပေါ့เนาะကျွန်တော်တို့ဟိုတနေ့ကသင်ခဲ့တဲ့အပိုင်းဖြစ်တယ်ဘယ်ဟာလေးလဲဆိုရင်လိုခုမဲတိုရိုမီမန်6မီတာမပြည့်တဲ့လမ်းဒီလိုအဆက်လမ်းလေးဆိုရင်6မီတာမပြည့်ဘူးဆိုတဲ့သဘောเนาะဒီလိုအဖြူမြင်းနဲ့ပြထားရင်6မီတာပြည့်တယ်ဆိုတဲ့လမ်းဒီမှာမီမန်းလို့ပြောထားတယ်เนาะ6မီတာမပြည့်တဲ့အချိန်မှာလည်းဒီလိုမျိုးအဲ့လိုလမ်းတွေမှာညာဘက်ကိုထွက်မောင်းလို့ရပါတယ်ဆိုတာကိုသူပြောချင်တာပေါ့เนาะပြီးလို့ရှိရင်ခိုဟိုင်နိုကျူနာတို့တော့မာဂါဒီခါတို့ဖူကင်တဲ့မီဂီကာဝါဆူခိုကာနိုဟီယိုရှိဂီကအာရူတိုကီစိုင်းဘုတ်ရှိလိမ့်မယ်เนาะဒီလိုမျိုးမီဂီကာဝါဆူခိုကာဆိုတာဒီလိုမျိုးเนาะညာဘက်ကိုထွက်မောင်းလို့ရပါတယ်ဆိုတဲ့မြားပြထားရပါเนาะအရန်ကွေ့ကြီးတဲ့အခါပေါ့เนาะအရန်ကွေ့ကြီးတဲ့အခါဒီဘက်မှာဒီလိုကပ်ပြီးလို့ဆိုရင်ရိမ့်ညာကြီးကမလောက်တဲ့အခါကြတော့ဒီဘက်ကိုထွက်ပြီးတော့ဒီလိုမျိုးပြန်သွားလို့ရတယ်ဆိုတာကိုသူပြောထားတာပေါ့နော်နည်းနည်းလွန်သွားတဲ့အဆင်ပြေတယ်ပေါ့နော်ထွက်မောင်းလို့ရတယ်ဆိုတာကိုပြထားတဲ့အချိန်မှာလည်းကျွန်တော်မောင်းလို့ရပါတယ်တဲ့နော်ကဲဒါဆိုရင်နောက်တစ်ပုတ်သွားရအောင်မနော်တကယ်လို့များပေါ့နော်ဒီလိုမျိုးအသွားလန်းတလန်းအပြန်လန်းတလန်းဖြစ်နေပေမဲ့လို့ဒီလိုမျိုးဆိုင်ကရဘေးမှာရှိနေတယ်ဒါမှမဟုတ်ရှင်ဂန်စကီဒီနားမှာရှိနေတဲ့အချိန်ဒီမှာဆိုရင်တော့ပုံမှန်ဆိုရင်တော့ဂျီရိုရှာတို့ဂန်တိုကီစကီဂျီဒန်ရှာဝါဒိုးတော်နော်ဟီတာရီကာဝါနီယော်ရီဒီကားဆိုလဲဒီဆိုင်ကယ်ဆိုလဲနော်ဒီမှာလမ်းရဲ့ဘယ်ဘက်ကိုကတ်မောင်းနေကားဆိုရင်လည်းဒီမှာညာဘက်မှာအများကြီးကျန်နေတယ်နော်ဒီမှာအများကြီးကျန်နေတို့ပေမဲ့လို့ဘယ်ဘက်ကိုကတ်မောင်းနေပေါ့နော်道路の左側によって通行しなければなりませんね。ただし、追い越しや右折などのやむを得ない場合は別です。例えば、ကြော်တက်တဲ့ချိန်တို့เนาะကြော်တက်တဲ့ချိန်ဆိုရင်ညာဘက်ကနေကြော်မှာဆိုဒီလိုမျိုးကြော်တက်တဲ့ချိန်ဒါမှမဟုတ်ရှင်ညာကွေ့မယ်ဆိုရင်ဒီလိုမျိုးညာကပ်ပြီးမှဒီလိုမျိုးညာကွေ့ရမှာလीเนาะဥပမာပြောပြပါဗောเนาะအဲ့လိုညာကွေ့တဲ့ချိန်ဒီမှာဆိုရင်တော့မဟုတ်ဗောเนาะဘက်ကပ်ဆရာမလိုဘူးဆိုတဲ့သဘောဗောเนาะကဲနံပါတ်4ကကြတော့ရှာရီယိုစုကိုအတိုင်းတော့အာရူဒိုရိုနီโอเคရူစုကိုတဲ့ဒီလိုမျိုးရှာရီယိုစုကိုအတိုင်းဆိုတာအရှိမကျွန်တော်ပြောခဲ့တဲ့လိုမျိုးတလန်တစည်းသွားနှစ်စီးသွားဒီလိုမျိုးတစည်းသွားနှစ်စီးသွားဒီလိုမျိုးလမ်းနေရှိတာကိုရှာရီယိုစုကိုအတိုင်းတော့အာရူဒိုရိုလို့ခေါ်တယ်အဲ့ဒီချိန်မှာဆိုရင်တော့ဒိုဤပိုခိုနီဖတာဆုနော်ရှာရီယိုစုကိုနဲ့ဒိုဤပိုခိုဆိုတာကဒီလိုမျိုးနော် direction အတူတူတစ်ဖက်မှာလမ်းတစ်ဖက်မှာဒီလိုလမ်းတစ်ဖက်မှာဒီဘက်ကတစ်ဖက်လीเนาะ
ဒါကလေးမြင်ဆိုတော့နော်ဒီဘက်ကတစ်ဖက်ကိုအဲ့ဒီတစ်ဖက်မှာဒိုအိကိုနီဖတာဆုနော်ရှာရီယောစုကိုတိုင်းနာအာရုတိုကီဖတာဆုဆိုတာရှာရီယောစုကိုတိုင်းဆိုတာရှာရီယောစုကိုတိုင်းလန်2လန်ရှိတဲ့အချိန်မှာဟီဒါဒီကဝါရှာရီယောစုကိုတိုင်းကိုစုကိုရှိနာခဲ့တဲ့ပါနာဒီမာဆန်နဲ့ဒီလိုမျိုးဘေဘက်လန်ကိုကျွန်တော်တို့မသွားလို့မရဘူးဒီဘာလို့လဲဆိုတော့ဒီညာဘက်လန်ကမီဂီကဝါနော်ရှာရီယောစုကိုတိုင်းကဒီညာဘက်လန်ကဆိုရင်နော်အိုီခိုရှိနော်နာဒိုနော်တာမယ်နီအခက်တဲ့အိုကီမတ်ဒီညာဘက်လန်းကတော့ဒီလိုမျိုးဥမာနဲ့ကြော်တက်ဖို့ရန်တွက်ထားမယ်ဒီဆိုင်ကဒီကားကိုကြော်တက်ချင်တယ်ဆိုရင်ဒီဘက်ကိုလမ်းပြောင်းယူလို့ကြော်မယ်ပြီးလို့ရှိရင်ဒီဘက်ကိုပြန်ဝင်ပြီးသွားမယ်နော်ဒီလိုမျိုးပါနော်ဒါကြော်တက်ဖို့လမ်းဖြစ်ပါတယ်အတူတူပါပဲကျွန်တော်တို့3လမ်းရှိတဲ့အချိန်မှာ1လမ်းရှာရီယောစုကိုတန်1လမ်း2လမ်း3လမ်းရှိတဲ့အချိန်မှာလည်းအတူတူပဲကျွန်တော်တို့ညာဘက်အဆုံးလမ်းကိုတော့ပဲ3လမ်းရှိ4လမ်းရှိ2လမ်းရှိညာဘက်အဆုံးလမ်းကိုတော့ကြော်တက်ပဲရန်အတွက်ခြံထားရမယ်ဒီမှာကျွန်တော်ဒိုးပိုခိုနီလန်တစ်ဖက်မှာမီဆွီဂျော်နော်ရှာရီယောစုကိုတိုင်းတော့အာရုတိုကီကျွန်တော်တို့မီဆွီဂျော်ဆိုတာ3လမ်းနဲ့3လမ်းအထက်ရှိတဲ့ချိန်မှာဆိုရင်အဲ့ဒီချိန်မှာဆိုရင်တော့ကျွန်တော်တို့ညာဘက်ဆုံးကိုကြော်တက်ဖို့ခြံထားရမယ်ဒီကောင်ကတော့ပုံမှန်ကတော့ဒီလမ်းမှာသွားရပုံမှန်တော့ဒီလမ်းမှာသွားမယ်အဲ့ထက်မြန်တဲ့လမ်းကတော့ဒီကားတွေကတော့ဒီလမ်းသွားရမယ်တကယ်လို့မှကြော်တက်ချင်တယ်ဆိုရင်တော့ဒီအိုက်ကပုံမှန်ကားကြီးထက်ကိုကြော်တက်ချင်တယ်ဆိုရင်တော့ဒီညာဘက်ဆုံးလမ်းကြီးကြော်တက်မယ်ပြီးရင်ပြန်ဝင်မယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပါမယ်နော်ကဲနောက်တစ်ခုနော်ဟျောရှိကီယာဟျောဂျီနီရော့တဲ့ရှိတဲ့စားရတဲ့လူတို့ကဒါပထမဆုံးအခန်းမှာသင်ခဲ့တယ်ပေါ့နော်တကယ်လို့များဒီလိုမျိုးစိုင်းဘုတ်တွေပြထားလို့ရှိရင်သူလန်းသူသွားရမယ်ဒီမှာဆိုရင်အိုဂတာခအိုခတိုးလို့ပြောတဲ့အတွက်ကြောင့်မလို့ကာကြီးကုန်တင်ကားတဲ့ဒီလန်းကိုသွားပါဆိုရင်အဲ့လိုအချိန်ဒီမှာဆိုရင်လည်းကျွန်တော်တို့ဒီလန်းကိုပြထားတဲ့အတွက်ကြောင့်မလို့ဒီဘက်ဆုံးလန်းကိုမောင်းရပါမယ်တဲ့တန်တော်ရှာရီယောစုကိုတန်ကိုစုခိုစုရူပါတခြားလန်းတွေကိုတကယ်လို့မောင်းမယ်ဆိုရင်အိုီခိုရှိကိုစုရူတိုကီနော်ကြော်တက်တဲ့အချိန်မှာရှေ့မှာလည်းဟိုကုန်တင်ကားတွေဒီလမ်းမှာမောင်းဆိုတော့ဒီလမ်းကုန်တင်ကားကလည်းနောက်ထပ်ကြော်တက်ချင်နေရပါတော့ကြော်တက်ချင်တဲ့အချိန်မှာဆိုရင်တခြားလမ်းကိုဒီလိုမျိုးမောင်းလို့ရတယ်ပြီးလို့ရှိရင်စာဆဲစုမတာဝါဥဆဲစုနော်တမယ်ဒိုးတော်နော်ရှိတာဒီကဝါချူအိုနာတော်နီယောရုတိုကီဥမာနဲ့ညာကွိမဲ့ကားဆိုရင်လည်းနော်ကားကြီးတွေကကားကြီးကိုမှညာကွိမဲ့ကားဆိုရင်ဒီဘက်လမ်းကနေဒီလိုကွိမှရမှာလीနော်ညာကပ်ပြီးမှကွိလို့ရမှာလीနော်ကြော်တက်တဲ့ချိန်နဲ့ကွိတဲ့ချိန်ဒါမှမဟုတ်ရှင်ဘယ်ကွေ့တဲ့အချိန်ပေါ့နော်ဥမာနေနဲ့ကားကြီးကခလေကောင်လမ်းမောင်းမှာဆိုရင်ခလေကောင်လမ်းကတော့ပုံမှန်တော့မောင်းတယ်ပေါ့နော်ကြော်တက်ချင်တဲ့ချိန်ကျရင်ဒီဘက်လမ်းကနေမောင်းပြီးတော့ကြော်တက်တယ်ပေါ့နော်ဒါပေမဲ့ဘယ်ကွေ့ချင်တဲ့ချိန်ကျတော့ဘယ်ဘက်ဆင်းလမ်းဆင်းပြီးတော့ဒီလိုမျိုးကြော်တက်မယ်ပုံမှန်တော့သူကဒီမှာပြထားရင်ဒီလမ်းပဲမောင်းမယ်ဒီမှာအခုလောဆယ်ပုံမှန်တော့ဒီလမ်းကိုပြထားတယ်ပေါ့နော်ပြီးလို့ရှင်ခင်ကျူဂျီတို့ရှာနေရှင်းတော်ယူစုတို့တို့ခိရေးပေါ်ကားတွေကိုကျွန်တော်ဖယ်ပေးတဲ့အချိန်မှာတခြားလမ်းကိုမောင်းလို့ရတယ်ဒိုးတော်နော်ကြောကျော်ဆိုနိုတနော်ကြောဟိုးနီရောလူရာမှုဝေနိုင်တို့ခိဥမာနေနဲ့ဒိုးတော်နော်ကြောကျော်ဆိုတာကြောလမ်းနေပြင်းနေရတို့ဒါမှမဟုတ်လမ်းပြတ်နေတာတို့เนาะတခြားကိစ္စအကြောင်းမျိုးမျိုးကြောင့်ဆိုရင်တော့ကျွန်တော်တခြားလမ်းကိုမောင်းလို့ရပါတယ်ဆိုတာကိုရေးထားပါเนาะအိုီခိုရှိကိုစုရုတိုခိဒါကျွန်တော်တို့အရှိမတခုချင်းစီတေချာတင်ခဲ့တဲ့ဟာတွေကိုဒါအစုံတုပ်ပြန်တုပ်နေရနော်အစုံတုပ်ပြန်တုပ်နေတဲ့သဘောဖြစ်ပါတယ်ကြော်တက်တဲ့ချိန်မှာเนาะကြော်တက်တဲ့ချိန်မှာဆိုရင်တင်เนาะရှေ့မှာတင်ခဲ့တယ်เนาะသူ့ရဲ့ညာဘက်ကနေကြော်တက်မယ်ဗောနော်ဟို2လမ်း3လမ်းကြော်ပြီးဒီလိုမျိုးကြီးကြော်တက်တာမျိုးမလုပ်ပါနဲ့လို့ပြောချင်တာဗောနော်ဥမာနေနဲ့ဒီမှာကားတစ်စီးရှိရဆိုရင်တော့ကျွန်တော်ကြော်တက်ချင်တယ်ဆိုရင်ဒီလိုမျိုးကြော်တက်မယ်ပြီးလို့ရှိရင်ဒီဘက်လမ်းတွေကိုပြန်ဝင်မယ်ဆိုတဲ့သဘောပေါ့နော်တကယ်လို့များဒီနားမှာကားတစ်စီးရှိရကိုကဒီနားမှာမောင်းနေရဒီကားအထက်ကိုကြော်တက်ချင်တယ်ဆိုရင်ဒီလိုမျိုးကြော်တက်ပြီးရင်ကိုလမ်းကိုကအနှိမ့်ဆုံးရင်ဆိုရင်အောက်ဆုံးလမ်းကိုဝင်အဲ့ထက်မြန်နေထင်ရင်ကိုကခလေကန်လမ်းကိုဝင်ပေါ့နော်အပေါ်ဆုံးလမ်းတော့ကြော်တက်ဖို့ရန်အတွက်အပေါ်မှာတင်ခဲ့တယ်လို့မျိုးမရပါဘူးပေါ့နော်ပြီးတော့ရှင်ဖူစီယောနာရှာဆန်ဟန်ကိုခင်းရှိတယ်မလိုအပ်ဖဲနဲ့လမ်းတွေမျိုးမျိုးပြောင်းတာမျိုးမလုပ်ပါနဲ့တဲ့ကြော်တက်တာမျိုးကြော်တက်တာကိုမှညာဘက်ကနေမကြော်တက်ဖ ೇನೆ ဒီလိုမျိုးဘယ်ဘက်ကနေကြော်တက်တယ်ပြီးလို့ရှင်ညာကနေကြော်တက်တယ်ဟိုလမ်းပြောင်းလိုက်ဒီလမ်းပြောင်းလိုက်အဲ့လိုမျိုးမလုပ်ပါနဲ့တဲ့เนาะဒါအန်ဒီများတဲ့အတွက်ကြောင့်မလို့သူများအတွက်လည်းမဲဝါကူဖြစ်တယ်ကိုအန်ဒီမရှိပေမဲ့လို့တခြားလူတွေအတွက်အနောက်ရှက်ဖြစ်တယ်ဒါမျိုးကလည်းရင်စီကန်လန်စကန်ရင်เนาะဥပဒေအရကျွန်တော်တို့အဆင်မပြေပါဘူးပေါ့เนาะဒါကိုဘယ်လိုခေါ်လဲဆိုရင်မိဒါရီနီရှင်းတော်ကိုဟန်ကိုရှိတယ်ဝါဤခေမာဆန်မိဒါရီနီဆိုတာကဟိုပြောင်းလိုက်ဒီပြောင်းလိုက်ပေါ့နော်အဲ့လိုမျိုးပြောင်းနေအောင်မိဒါရီနီဟန်ကိုလို့ပြောချင်တာပေါ့နော်ကဲဒါဆိုရင်နောက်တစ်ပုတ်သွားရအောင်ကဲအစုံတော့ဆိုတော့အကုန်လုံးလာမယ်ခရုမာကစုခိုရှိတဲ့ဝါဤနိုင်ခေနိုင်တို့ခရိုနဲ့ပတ်သက်ပြီးတော့တင်ပါဖြစ်ပါတယ်ဟျောရှိကီဟျောဂျီရီယောရုစုခိုကင်းရှိ
ဆိုင်းဘုတ်တွေသို့မဟုတ်ကျွန်တော်သင်္ကေတတွေနဲ့ပြတဲ့စုကိုခင်းရှိဆိုတဲ့တဘောပေါ့နော်ဒါကစုကိုတုံမဲ့ယင်းနေဝင်လို့မရဘူးเนาะဒါဆိုရင်ရှာရီယောစုကိုတုံမဲ့ကျွန်တော်ဒါလည်းရင်ဝင်မရဘူးဒါဆိုရင်တော့တည့်ရနော်ရှေ့မှာသင်ခဲ့တယ်เนาะဆိုင်းဘုတ်တွေတေချာပြန်ကြည့်အောင်ကြည့်ခဲ့เนาะဒီလိုနှစ်ချစ်နဲ့ဒီလိုနဲ့ဘာကွာလဲဆိုတော့စပိန်သွားလို့ရလားစပိန်သွားလို့မရလားเนาะဒါတွေပါကျွန်တော်လူသွားလို့ရလားဒါတွေပါအကုန်လုံးကြည့်ရမယ်เนาะဒါဆိုရင်လူနဲ့စပိန်နဲ့သွားလို့ရတယ်ဒါဆိုရင်လူသီးတန့်ဒီလိုမျိုးတွေကျွန်တော်ရှေ့မှာသင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့တေချာလေးကြည့်ပေးပါเนาะဒီနှစ်ခုကလည်းသူလွဲတယ်လို့သူရှင်းပြထားเนาะဒါအန်းစမ်းချီတိုင်းဆိုတာဒီလိုယထာတန်လန်ပေါ့เนาะဒီမှာယထာတန်လန်ရှိတယ်เนาะယထာတန်လန်ရဲ့ဘေးမှာပလက်ဖောင်းနေနဲ့ဒီလိုအဝါရောင်လေးနဲ့ပေါ့เนาะဟိုလောက်ထားတယ်ဒါလူတွေပါလေယထာဝါနေစင်းရင်ဒီပေါ်ဒါမှမဟုတ်ရှင်အတက်ဆင်းလုပ်ဖို့ရန်အတွက်နေဖို့ပေါ့เนาะဒါကျွန်တော်တို့အန်းစမ်းချီတိုင်းလို့ခေါ်တယ်เนาะတကယ်လို့မှပလက်ဖောင်းမရှိဘူးဆိုရင်လည်းဒီလိုမျိုးအဝါလေးနဲ့ပြပြီးတော့ဒီလိုမျိုးစိုင်းပုတ်လေးနဲ့လည်းတွဲပြတတ်တယ်ပေါ့เนาะအဲ့ဒါအန်စမ်းချီတိုင်းဒီကကြတော့တာချီအီဒီခင်းရှိဆိုတာမဝင်ရပါဒီလမ်းကိုကျွန်တော်တို့ဒီလိုမျိုးကားကနေဖြတ်သွားတာမျိုးမရပါဘူးเนาะမဝင်ရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြင်းကြဘွားမဝင်ရပါဘူးเนาะဒီကနှစ်ခုကိုလွှဲမိတတ်ပါတယ်ပေါ့เนาะဒါကိုအန်စမ်းချီတိုင်းလို့လည်းပြောတတ်တယ်ဒါကိုတာချီအီဒီခင်းရှိလို့လည်းပြောတတ်တယ်ဒီနှစ်ခုကိုတိကျလေးမှတ်ထားပေးပါเนาะပြီးလို့ရှိရင်ဒီလိုမျိုးစပိန်သွားမဲ့လမ်းကိုဒီလိုမျိုးကားတွေဝင်သွားတာမျိုးမရပါဘူးဒါစပိန်တီးတန့်သွားလမ်းပေါ့နော်ဒီလိုမျိုးလူသွားလမ်းကိုလည်းကျွန်တော်တို့ကားနဲ့တက်သွားတာမျိုးလုပ်လို့မရဘူးဆိုတာကိုသူပြောထားတာပေါ့နော်ကဲဒါဆိုရင်နောက်တစ်ပုတ်သွားရအောင်ကဲဒီပုတ်ကတော့ရေးကြည့်ပါတယ်ဒီပုတ်လေးတော့တေချာမှတ်ပေးပါနော်ဘာလဲဆိုရင်ဒီတပုတ်မှာပေါ့နော်ကျွန်တော်တို့ဒိုးတော်ရဒေါ်စုခုတိုင်းကိုယောခိုကီရုတိုကီချူဤဒိုးတော်လမ်းဒီလိုမျိုးလမ်းနေဒါမှမဟုတ်ရှင်ဒေါ်စုကူတိုင်းပေါ့နော်ဒါဆိုရင်ဒေါ်စုကူတိုင်းကိုဖြတ်မှာဒါဆိုရင်ရိုးရိုးဒူသွားလမ်းကိုကျွန်တော်တို့ဒီလိုမျိုးဖြတ်ထွက်မှာပေါ့နော်ဥမာနည်းနဲ့စီဆိုင်ပေါ့နော်ဒီနားမှာစီဆိုင်ကနေထွက်မယ်ဆိုရင်သူပြထားသလိုခရုမဝ罗曼尼တိုင်းရှိတာပါရှောနီဒေဒီစုရုတမယ်罗曼尼ဆိုတာ罗曼ဒီမျက်နှာပြင်လမ်းနဲ့မျက်နှာချင်းဆိုင်နေတဲ့ဒီဘက်ပေါ့နော်မျက်နှာချင်းဆိုင်နေတဲ့ဒီလမ်းနဲ့ဥမာဒီထဲမှာကွန်ဘီနီထားပါတော့ကွန်ဘီနီဝင်လာတော့စီဆိုင်ဝင်လာတော့အဲ့လိုလမ်းနေဝင်တာမျိုးဒါမှမဟုတ်ထွက်လာတာမျိုးเนาะပါကင်ကနေထွက်လာမျိုးအဲ့လိုချိန်ဒီမှာဆိုရင်ဆိုနိုချုပ်ကူဇန်တဲ့အရေးကြီးတယ်เนาะဒါလေးမှတ်ထားပြီပါเนาะဆိုနိုချုပ်ကူဇန်တဲ့ဒီအဲ့ဒီမတိုင်ခင်မှာတဲ့เนาะအီချီဂျီတဲရှိကိုစူရူတဲ့ရက်ကိုရက်ရပါမယ်တဲ့ကျွန်တော်မှတ်ထားပေးပါเนาะဒါလေးကဂျော်ခိုးလို့ပြောရင်ကျွန်တော်မှားတယ်ဗောเนาะဘာလဲဆိုရင်ဒီလိုလူသွားလမ်းပေါ့เนาะဒီလိုလူသွားလမ်းကိုကျွန်တော်ဖြတ်တော့မယ်ဆိုဒီမှာရေးထားเนาะအီချီဂျီတဲရှိเนาะအချီတဲရှိရက်ကိုရက်ရမယ်เนาะချီတဲရှိလောက်ပြီးမှပညာကြည့်ပြီးမှကျွန်တော်တို့ဒီဟာလေးကဖြည်းဖြည်းမောင်းပြီးတော့အောက်ကိုဆင်းသွားမယ်ဆိုတဲ့သဘောပေါ့เนาะရုပ်တရက်ကြီးဝုန်းနဲ့သွားလို့မရဘူးเนาะဒီနေရာမှာဂျော်ခိုးဆိုရင်လည်းမှားပါတယ်เนาะလူမရှိရင်ဂျော်ခိုးလုပ်လို့ရတယ်လို့မေးခွန်းကမေးမှာเนาะကျွန်တော်တို့ဒေါ်စုကူတိုင်းကိုဒါမှမဟုတ်ရှင်ကျွန်တော်တို့ဟိုဒိုးပေါ့နော်ဟိုဒိုးကိုယောခိုဂီရုတိုကီယောခိုဂီရုဆိုတာဒီလိုမျိုးဖြတ်သွားတာပေါ့နော်ဟီတိုကအီနာခေればလူမရှိဘူးဆိုရင်ကျွန်တော်တို့ဂျိုခိုရှိတဲ့စုရုခိုတိုကဒက်ခီမတ်เนาะဖြည်းဖြည်းမောင်ပြီးတွားလို့ရတယ်ဆိုမှားတယ်เนาะဂျိုခိုမိုဒီမှာအီချီဂျီတဲရှိဒီမှာလည်းပြောသွားပြီเนาะအီချီဂျီတဲရှိလောက်ကိုလို့ရမယ်เนาะအီချီတဲရှိလောက်ရပါမယ်လမ်းပေါ်ထွက်တာမျိုးဖြစ်ပြောရှင်လမ်းပေါ်ကနေဒီလိုမျိုးသူရဲ့ပါကင်နဲ့ဝင်တာဖြစ်စိုင်နဲ့ဝင်တာဖြစ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒေါ်စုကူတိုင်းကိုဖြတ်တဲ့အချိန်ပေါ့နော်ဒီကလူသွားလမ်းနေနော်ဒီမှာလည်းသူပြထားတယ်နော်အချီတဲရှိလောက်တဲ့အချီတဲရှိလောက်မှဖြစ်ဝင်သွားတယ်နော်ဒီလိုမျိုးဖြစ်ပါတယ်ပေါ့နော်ဒါကအချီတဲရှိမှတ်ထားပေးမယ်နော်ဒီဟာကကျွန်တော်တို့ဖူမီခီတီရောက်လို့ရှင်အချီတဲရှိလောက်တယ်လို့မျိုးဒါလည်းအချီတဲရှိလောက်ပါနော်အချီတဲရှိနေရာမှာအချီတဲရှိလောက်လို့ပဲနော်လောက်ရပါမယ်ကဲဒါဆိုရင်ဒါဘာရေးကြည့်လဲဆိုရင်ကျွန်တော်တို့အပြင်မှာမောင်းနဲ့ဒါစာမွေးမှာတော့အချီတက်ရှိနဲ့ကျွန်တော်ကြော်ခိုးနဲ့ကျွန်တော်တို့မှားလွဲမိတတ်တဲ့အချီတက်ရှိလောက်ကိုလုပ်ရမယ်အပြင်မှာကြဘာကိုတတိထားရမလဲဆိုရင်ဥပမာအနေနဲ့ကျွန်တော်တို့ရိုးလမ်းအဖြောင်လမ်းတွေကားရှင်းတဲ့လမ်းတွေမှာသွားနေတဲ့အချိန်မှာရှေ့ကကားတစ်စီးကဒီလိုမျိုးသွားနေတယ်ဘယ် signal ပြပြီးသွားတယ်ကိုကအနောက်ကလိုက်တယ်ပေါ့နော်ပုံမှန်တိုင်းမဲ့အရှင်နဲ့မောင်းလာကြတာနော်နှစ်ယောက်သားမောင်းလာကြသူကဒီနားကျဘယ် signal ပြပြီးဆိုရင်ကိုကလည်းနော် तू က AC လေးဘာမှလည်းဒီနားမှာလည်းလူတွေမရှိဘူးဘာမှမကုန်ကားတွေလည်းရှင်းပြောင်နေတာဆိုတော့ तू တန်းဝင်သွားမှာပါလေဆိုပြီးတော့ကိုကအနောက်ကနေဒီလိုမျိုးကက်လိုက်လာတဲ့အချိန်မှာ तू ကဒီနားလေးရောက်တော့ကွာခနဲ့ဆိုရက်ထည့်လိုက်တယ်အရှိတဲ့ရှိလှုပ်ချိုက်တယ်အဲ့တော့ကိုကနောက်ကနေကွာခနဲ့ဆိုဖင်ဆောင်သွားဟောနော်အဲ့လိုမျိုးမဖြစ်ရအောင်နော်ဘာလို့လဲဆိုမင်းဘာလို့အဲ့နာလာရက်တာလဲဆိုတော့ပြောလို့မရအောင်နော်ဥပဒေရကူက
ဒီလူရှိမရှိဒီလမ်းပေါ်ကိုကျွန်တော်တို့လူသွားလမ်းပေါ်ကိုဖြတ်ပြီးတော့ဟိုဘက်ကိုဝင်တော့မယ်ဆိုရင်ichi dashi လောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နှစ်ယောက်အတူတူတော့ဓာတ်အောက်လျှောက်အတူတူမောင်းတာဒီနောက်ရောက်မှသူကကွက်ခနဲ့ဆိုကောက်ရတဲ့ဒီချက်မှာကိုကကားနောက်ကဝင်ဆောင်တာမျိုးမဖြစ်ရအောင်ပေါ့နော်ဒါကြည့်ရင်တော့ तू မှားတယ်လို့ထင်ပါတော့ရှေ့ကလူကမင်းဘာလို့ရက်တာလဲဆိုရင်ပုံစံမျိုးမှားတယ်ထင်ပါတကယ်တမ်းကျဥတွေရတော့နော်ရှေ့ကလူက तू ကဘေးကိုဖြတ်မှာမလို့ရက်တာနော်ရက်ပါလို့လည်းအဲ့မှာရေးမထားဘူးနော်ဥတွေရနော်အဲ့တော့အပြင်မှာမောင်းရင်အဲ့ဒါတတိထားရပါမယ်ဗောနော်အပြင်မှာကြည့်ရင်ကျွန်တော်တို့မရက်တဲ့လူတွေလည်းမရက်ဘူးနော်ဘက်ကနေတော်တော်များများ80%လောက်ကလူတွေကလူသွားလမ်းကိုလမ်းရဲ့ပုံမှန်ဒိုးတော့ကနေလမ်းကနေကျွန်တော်တို့စီဆိုင်ပဲဝင်တာဖြစ်ဖြစ်ကျွန်တော်တို့ဘယ်လိုရောဟိုကွန်မြူနီဝင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ချူချာကျောင်းပါကင်ကနေထွက်လာပဲဖြစ်ဖြစ်ဆိုင်ကနေထွက်လာပဲဖြစ်အချိတေချီတိတ်မလောက်ကြဘူးဗောနော်အထွက်ကြတော့ဘယ်ညာကြည့်ပြီးလောက်ကြတာဗောနော်ကားကြောက်ပြီးလောက်ကြတယ်အဝင်ကြတော့ဘယ်သူမှမရှိဘူးဆိုပြီးတော့เนาะဒီလိုမျိုးဝင်တဲ့အချိန်ကျရင်အချိတဲရှိမလောက်ကြဘူးတန်းဝင်သွားတာများတယ်ဗောနော်တို့ပေမဲ့လို့သူများတွေကမလောက်လဲကိုလောက်ရပါမယ်ဗောနော်တကယ်လို့ကိုကပြင်မှာမောင်းနေတဲ့အချိန်เนาะလူ80လောက်ကမလို့ဆိုတော့ကိုက तू မလောက်တော့ပါဘူးဆိုဒီလိုပဲသွားတယ်ဆိုပြီးကိုကနောက်ကကတ်လိုက်တဲ့အချိန်မှာတကယ်စီကံကိုလိုက်နိုင်လူပတ်ကနေဆိုကောက်ရက်လိုက်နောက်ကနေသွားဆောက်မှာเนาะဒါကြောင့်မလို့ဒါလေးလည်းသတိထားပေးပါကဲဒါဆိုရင်ကျွန်တော်တို့ဆက်သွားလိုက်ရအောင်ဗောနော်ကဲဒီတစ်ခေါက်ကတော့ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်လူသွားတဲ့လမ်းပေါ့နော်လူသွားတဲ့လမ်းပေါ့နော်လူသွားတဲ့လမ်းမှာကားသွားလို့မရပါဘူးလူပဲသွားလို့ရတယ်ဆိုတဲ့လမ်းတွေမှာကားသွားလို့မရပါဘူးပေါ့နော်ဟိုကိုရှာရောဒိုးတော်နော်စုကိုခင်းရှိတို့လေကိုင်းနဲ့ပုံမှန်ကတော့စုကိုခင်းရှိဒါပေမဲ့လေကိုင်းဆိုတာပုံမှန်မဟုတ်တဲ့အချိန်ကြီးသူရှင်းပြမှာပါခုရမဝဟိုကိုရှာဆန်းရောဒိုးတော်စုကိုရှိတဲ့ဝါအခင်မဆန်းလူတီးတန့်သွားတဲ့လမ်းနဲ့ကိုဒီလိုမျိုးဒါဆိုရင်ဒီစိုင်းဘုတ်တော့ပြမှာထားအော်ဒီမှာစိုင်းဘုတ်အောက်မှာပြထားပြီနော်လူတီးတန့်သွားတဲ့လမ်းမြို့လေကောင်လမ်းနေပါပြီပေါ့နော်တချို့လမ်းကြေးတွေဆိုမဲ့လို့ကားသွားလို့မရဘူးအော်ဒီမှာ sorry အပေါ်မှာရေးထားတယ်နော်လူတီးတန့်သွားတဲ့လမ်းတွေမှာကားတွေကသွားခွင့်မရှိပါဘူးတို့ပေမဲ့လို့ရှိခရှိဒါပေမဲ့လို့အန်ဒိုနီချာဒိုမိုဆုခရူမာနာဒိုအန်ဒိုဆိုတာဥမာနီနဲ့ဒီလမ်းကလူတီးတန့်3လမ်းမှာတို့ပေမဲ့လို့ဒီနားလေးမှာကျွန်တော်အိမ်ရှိတယ်ထားပါတော့အိမ်ရှိတယ်ဒီနားလေးမှာဒီအိမ်ထဲမှာကိုတောင်ထဲမှာပါကင်ရှိတယ်အဲ့လိုချိန်ဆိုဒီနားမှာကားသွားလို့မရဘူးဆိုဒီလမ်းနေဒီလိုဝင်မရမယ်အချိန်ဆိုတော့ပါကင်ကအသုံးဝင်တော့လीနော်အဲ့လိုအချိန်ဒီမှာဆိုရင်တိုကူနီအထူးသဖြင့်မီတိုမဲစုခိုမီတိုမဲတာခရူမာတာခေကစုကိုတေကီမတ်ကျွန်တော်ခွင့်ပြုထားတဲ့ကားကိုပဲသွားလို့ရမယ်ဒါဆိုရင်ကျွန်တော် yes scan ကိုခွင့်ပြုချက်သွားတောင်းရမယ်နော်ကျွန်တော်ကားပါကင်ကဒီလမ်းထဲမှာဒီအိမ်ကိုအိမ်အောက်မှာပဲရှိတယ်ကျွန်တော်ဒီရှေ့ကလူသွားလမ်းလူတီးတန့်3လမ်းသွားလမ်းဆိုတော့ကားကြီးကဝင်လို့မရတော့ဘယ်လိုလုပ်နေအဲ့တော့ကျွန်တော်ခွင့်ပြုပေးပါဆိုရင်ကျွန်တော်တို့ရပါတယ်ပေါ့နော်သွားလို့ရတယ်အဲ့လိုခွင့်ပြုချက်ရထားတဲ့ကားပဲသွားလို့ရတယ်ခုနိုဘိုင်အဲ့ဒီအချိန်မှာဆိုရင်ကွန်ပျူတာရလို့တွားလို့ရတယ်ဆိုရင်တော့မှအဲ့ဒီအချိန်မှာဆိုရင်တိုကူနီစုခိုးရှာနီချွိစ်တယ်เนาะဒါအရေးကြီးတယ်เนาะလူတွေကိုတွားတာနေလူတွေကိုသတိထားပြီးဂျော်ခိုးရှိနာခဲ့တဲ့ပါနာရီမာဆန်တဲ့เนาะဂျော်ခိုးเนาะမှတ်ထားပေးပါကျွန်တော်တို့ဂျော်ခိုးဒီနေရာမှာဆိုရင်ကျွန်တော်တို့ခရော့ကရထားလေပဲကျွန်တော်တို့ဂျော်ခိုးလောက်ရပါမယ်ပေါ့เนาะကြော်ခိုးလောက်ကိုလောက်ရမယ်ဒီမေးခွန်းလေးရတယ်မေးတယ်နော်လူတီးတန့်သွားတဲ့လမ်းထဲမှာခောက်ကရထားမယ်ဆိုရင်ပုံမှန်တိုင်းမောင်းလို့ရတယ်ဆိုရင်ကျွန်တော်မှားတယ်နော်ကြော်ခိုးရှိနာခဲတယ်ပါနာဒီမာဆန်ဖြည့်ပြသွားပါမယ်ကဲဒါဆိုရင်ကျွန်တော်တို့ဆက်သွားရအောင်ဒါအရေးကြီးတယ်နော်ဒီလိုလမ်းထဲမှာကျွန်တော်တို့ကွန်ပျူတာမရှိဘဲနဲ့ကွန်ပျူတာတက်ယူနေကြမလို့ပဲနဲ့ငကိုတွေကခွင့်ပြုထားတဲ့ကားတွေကဘယ်လိုကားတွေလဲဆိုရင်เนาะအဲ့ဒီလမ်းတွေကိုတွားလို့ရတဲ့ကားတွေကခေဆာဆူရှောချောနော်ခေကောက်ဥခဲတဲ့စုကိုတဲ့ကိရခုရမှာအခုနောက်ဒီပြောခဲ့တယ်ပေါ့နော်ကျွန်တော်တို့ခွင့်ပြုချက်ယူပြီးတော့တွားမောင်းတဲ့ကားတွေနောက်ထပ်ကကြတော့ပြောချင်အန်ဒိုနီရှာခိုမိုဆုခရူမာအန်ဒိုဆိုတာကခုနပြောတယ်ပုံမှန်ကားလဲဒီလမ်းကိုကျွန်တော်တို့သွားမှရမယ်တခုเนาะဒီနားမှာကားပါကင်မရှိတယ်ကျွန်တော်ဒီလမ်းကိုကျွန်တော်တို့ဖြတ်မှရမှာမို့လို့ပါဆိုပြီးတော့ကျွန်တော်ရဲစခန်းမှာကွန်ပျူတာသွားတောင်းရင်အကျိုးကြောင်းရေးပြီးတော့တင်တယ်ဆိုရင်ကွန်ပျူတာရရင်သွားလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်အန်ဒိုနီရှာခိုမိုဆုခရူမာခုနပြောလို့ဒီနားလေးမှာလမ်းဘေးမှာကျွန်တော်တို့ဒီလမ်းရဲ့ဘေးမှာကျွန်တော်တို့ကားပါကင်ရှိနေတဲ့ကားတွေမောင်းလို့ရတယ်ပြီးလို့ရှိရင်ရှင်းတန်းရှောကိုင်းရှာကိုဆိုကဲစုရခုတို့မှာဒီအိမ်ကနေဆင်းလာမဲ့ပေါ့နော်ဆင်းလာတဲ့နာမကျန်းလူကိုသွားကြိုရမှာဖြစ်တဲ့ဆိုရင်ကျွန်တော်တို့ဟွာလုပ်လို့ရတယ်ပေါ့နော်သွားကြိုတဲ့ကားတွေပါတယ်ဆိုရင်ဝင်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ခါမိုဆုနော်ဟိုက်တာဆုနော်တမယ်စီယိုနာခုတို့မှာကျွန်တော်တို့ခါမိုဆုဆိုတာဥပမာအနေနဲ့ကျွန်တော်တို့
ပန်းချန်နေတယ်ဆိုရင်ရိုးကားတွေသွားလို့မရဘူးလို့ရေးထားရှိတယ်ပြီးလို့ရှိရင်ကံမျိုးလေကောင်တွေမှာလည်းစိုင်နေကြတဲ့မှာတချို့ကားတွေဆိုရင်လမ်းလူပဲသွားလို့ရတယ်လို့ကျွန်တော်ရေးထားတယ်ဗောနော်ကားသွားလို့မရဘူးသို့ပေမဲ့လို့ဒီလိုမျိုးကျွန်တော်ပစ္စည်းအတင်ချအတွက်ကျွန်တော်တို့စိုင်တွေကိုလိုက်ပြီးဝေတဲ့ကားတွေပါဆိုရင်တော့သွားလို့ရတယ်ဆိုတဲ့သဘောဗောနော်ပြီးလို့ရှိရင်ခင်းရှိတော့တိုင်းလျှောခါတာဂျော်ကိုင်းစားတဲ့တာခရုမနော်ငကိုတဲကိုကကျွန်တော်တို့ဒီတားမြစ်ထားဒီလမ်းကိုမသွားဘူးလို့ဟိုမပိတ်ပင်ထားတဲ့ကားတွေဘလို့ကားကြီးလဲဆိုရင် King QG တို့ရှာအရေးပေါ်ကားတွေပြီးလို့ရှိရင်ယူဘင်းရှာစာရိုက်ကကားတွေเนาะစာရိုက်ကကားတောင်သွားတယ်ဆိုပြီးကိုကသွားလို့ရှင်မရဘူးเนาะစိုင်းပုတ်သေးချာကြည့်အောင်เนาะ तू ကငကိုကလေးကိုကကျွန်တော်တို့ခွင့်ပြုထားရယ်เนาะဒီလမ်းကိုသွားခွင့်ရှိတယ်เนาะပြီးလို့ရှင်ဆိုကြီးရောခရူမာနာတို့เนาะမျိုးထဲမှာပတ်ပြီးတော့ကျွန်တော်အမှိုက်သိမ်းတဲ့ကားတို့ဘာတို့ပေါ့ဗျာเนาะအဲ့လိုကတန်ရှင်းလုပ်တဲ့ကားတွေဒါမျိုးတွေကသူတို့ငကိုကလေးကိုခွင့်ပြုထားတယ်တွားလို့ရတယ်เนาะသူတို့ကလည်းအဲ့တူကတီးတန့်သူတို့ဒီ lesson တွေသူတို့ပို့သင်ခန်းစာတွေယူထားရတာပေါ့เนาะကဲဒါဆိုရင်ရိုးလမ်းကားလမ်းတော့ရှိပါပြီကားလမ်းမှာကျွန်တော်သွားကျင်တဲ့နေရာသွားလို့ရတာအရှိမတင်ခဲ့တယ်မရဘူးเนาะဘယ်ကိုကတ်သွားရမယ်เนาะတို့ပေမဲ့လို့ဒီမှာလဲဘယ်ကတ်သွားဘယ်ဟိအောင်ကတ်လို့ရတယ်ဆိုရင်ကျွန်တော်တို့ဒီမှာအောက်မှာတင်ရမှာဖြစ်ပါတယ်လောကတเนาะလောကတနော်စုကိုခင်းရှိလောကတဆိုတာဒီလမ်းဘေးသားပေါ့เนาะလမ်းဘေးသားကလမ်းဘေးသားကိုကျွန်တော်တို့မောင်းခွင့်တားမြစ်ထားပါတယ်เนาะလမ်းဘေးသားဒါဥပမာကိုသူကညင်းလေးနဲ့ပြတာတကယ်တမ်းမြင်းမရှိဘူးเนาะမြင်းမရှိပါဘူးเนาะလောကတဆိုတာဘယ်ရလဲဆိုရင်လောတန်းခါရဒီလမ်းဘေးကနေပေါ့နော်ဒီလမ်းဘေးကနေလဲတန်ဂေါ်မဲတိုတို့ပူပွင့်3.5 မီတာအပိုင်းကကျွန်တော်ကားသွားခွင့်ဒါမရှိပါဘူးပေါ့နော်မဆုကိုခင်းရှိเนาะတားမြစ်ထားပါတယ်เนาะအဲ့ဒီမှာဟာမီဒါရှိတဲ့စုကိုရှိတဲ့ဝါရီခဲမှာဆန်းကျွန်တော်သွားလို့မရပါဘူးတဲ့เนาะပုံမှန်လမ်းမှာလည်းကျွန်တော်လမ်းကိုဘယ်ထိအောင်တင်းကတ်သွားလို့မရပါဘူးလောကတဆိုတာရှိပါတယ်လောကတဆိုတာမြင်းနေနဲ့မချထားရင်တော့မှလောကတလဲတန်ဂေါ်မေတူကိုကျွန်တော်တို့ခြံပြီးတော့သွားရမယ်ဒီနေရာကကာတာကွန်မရှိပါဘူးနော်ကဲဒါဆိုရင်နောက်တစ်ပုတ်သွားမယ်ပြီးလို့ရှိရင်ဘယ်နေရာလေးလဲသွားလို့မရဘူးအခုဒီတစ်ခေါက်ကကားသွားလို့မရတဲ့နေရာတွေတင်နေရဖြစ်တဲ့အတွက်ကြောင့်เนาะပြီးလို့ရှိရင်လေကိုင်းဆိုတာကသွားလို့မရပေမဲ့လို့ဘယ်လိုအချိန်ဒီမှာသွားလို့ရရဲဆိုတဲ့အကြောင်းတွေတင်နေရပါเนาะဒီအခန်းပေါ့เนาะပြီးလို့ရှိရင်ခီတိုးရှိကိနိုင်တော့စုခိုခင်းရှိเนาะဒီလိုမျိုးတန်လန်းအတွင်းထဲမှာကျွန်တော်ကားသွားလို့မရဘူးဒါအဲ့ဒါနဲ့လေကိုင်းเนาะပုံမှန်မဟုတ်တဲ့အချိန်ဒီမှာဆိုရင်ဘယ်လိုအချိန်ဒီမှာသွားလို့ရတယ်ဆိုတာကိုသူပြောမှာဖြစ်ပါတယ်ပုံမှန်ဆိုရင်ဒီလိုမျိုးတန်လန်းတွေကိုကျွန်တော်တို့ကားသွားခွင့်မရှိပါဘူးသို့ပေမဲ့လို့ဒီလိုမျိုးကျွန်တော်တို့တန်လန်းပေါ်မှာကားသွားလို့ရတယ်လို့ရေးထားရင်တော့ဒီမှာပေါ့နော်ဒီ sign board လို့ရေးထားရင်တော့ဒီလိုမျိုးသွားလို့ရပါတယ်ပေါ့နော်ဒီလိုမျိုးတန်လန်းပေါ်ကိုတက်ပြီးတော့သွားလို့ရပါတယ်သို့ပေမဲ့လို့သွားလို့ရတယ်တတိတော်ထားရမယ်ပေါ့နော်ပုံမှန်တော့သွားလို့မရဘူးဒီ sign board မရှိရင်သွားလို့မရဘူးသို့ပေမဲ့လို့ဘယ်ချိန်ဒီမှာထပ် sign board မရှိအောင်သွားလို့ရတဲ့အချိန်တွေကဘယ်ညာကွေ့တဲ့အချိန်เนาะဒီတန်လန်းကိုဒီလိုမျိုးဖြတ်ပြီးသွားတဲ့အချိန်တွေမှာကျွန်တော်သွားလို့ရတယ်နံပါတ်2အန်ဒီယိုရှောင်ရှားဖို့ရန်အတွက်ဒါမှမဟုတ်ရှင်ယာမှုအနိုင်တို့ခေမဖြစ်မနေအချိန်ဒီမှာသွားလို့ရတယ်ပုံမှန်တော့သွားလို့မရဘူးပေါ့နော်ဥပမာအနေနဲ့ဒီနားမှာအန်ဒီယိုရှောင်ရှားဖို့ရန်အတွက်ဆိုပစ္စည်းကဒီနားမှာလိမ့်ပြီးတော့ကျလာတဲ့ထားပါတော့နော်အဲ့ဒါဆိုရင်ကိုကအန်ဒီယိုရှောင်ဖို့ရန်အတွက်ဒီလိုမျိုးသွားလို့ရတယ်ဒီဆိုင်ဘုတ်မရှိတော့မှသွားလို့ရတယ်ပေါ့နော်သွားပါလို့ပြောမထားရင်တော့သွားလို့ရတယ်ပြီးလို့ရှိရင်ဘယ်ဘက်လမ်းရဲ့နော်စတာဒီကာဝါနော်ဘူးဝင်တော့ဒိုးတော့ကဒီဘယ်ဘက်လမ်းကဒစည်းစာသွားလို့မရတဲ့အချိန်နော်စုကိုဒေကိနိုင်တိုကီနော်ဘယ်အပိုင်းမှာပဲကျွန်တော်တို့လမ်းသွားလို့မရတော့တဲ့အချိန်ဥပမာနဲ့ကားစီးရရပ်ထားတာမျိုးပေါ့နော်ပြီးလို့ရှိရင်ဒီနားမှာလမ်းပြင်နေတာမျိုးပေါ့နော်အဲ့လိုမဖြစ်မနေအချိန်ဒီမှာတော့သွားလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင် sign board ဟျောရှိကီနီယော်ဒီလိုမျိုး sign board တွေနဲ့ခီရိုရှိကိနိုင်တော့စုကိုမီတိုမဲရတဲ့တေယူဂျီရိုရှာကစုကိုစုရုတခိဒီလိုမျိုးကျွန်တော်တို့နော်သွားဒီကားတွေသွားလို့ရပါတယ်လို့နော်ပြောထားတဲ့အချိန်မှာလည်းကျွန်တော်တို့သွားလို့ရတယ်နော်ပုံမှန်တော့သွားလို့မရဘူးဒီအချက်တွေနဲ့နော်ကိုက်ညီတယ်ဆိုရင်တော့သွားလို့ရပါတယ်အဲ့လိုအချိန်ဒီမှာတော့နော်ဒေကိုင်းလို့ဆိုရဲပုံမှန်မဟုတ်တဲ့အချိန်မှာသွားလို့ရပါတယ်ဗောနော်ပြီးလို့ရှိရင်သွားလို့ရှိရင်ဘာတွေတတိထားရမလဲဆိုရင်ယထာလမ်းမဟုတ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့မျိုးပဲယထာနော်ယထာလမ်းဆိုတာအခုနော်ဝီနဲ့ပြည့်နေအတင်းပြည့်နေတဲ့အပေါ်ကနော်ဘူတာတွေမှာရက်တဲ့ယထာမဟုတ်ဘူးနော်ကျွန်တော်တို့မျိုးပဲယထာဆိုတာယထာလုံးလေးပြောရမှာပေါ့နော်ကျွန်တော်တို့ဘတ်ကားပုံစံမျိုးလေးကိုတန်လမ်းပေါ်မှာသွားတဲ့ကမြင်ဘူးလားတော့မသိဘူးတချို့နယ်ဘက်တွေမှာရှိတယ်မျိုးပေါ်ကြတော့နေရာတိုင်းမှာမရှိဘူးပေါ့နော်ယထာရိုးယထာတွေမပြေးဆွဲတဲ့နေရာတွေမှာသူကရှိတတ်တာပေါ့နော်တ
တကယ်လို့အဲ့လိုလမ်းမှာသွားမယ်ဆိုရင်သတိထားရမှာကရိုမန်တန်ရှာကချီကာဇွီတာဆွီတက်ခိတတုကီဒီယထာဒီလိုမျိုးနီးကပ်လာတဲ့အချိန်မှာဆိုရင်เนาะကျွန်တော်ရိုမန်တန်ရှာနော်ရှင်ကိုစာမာတာကဲနိုင်ယောနီဒီသွားနေတဲ့လမ်းကိုအနှောက်အယှက်မပေးအောင်ဆူမီယာကာနီအမြန်ကျွန်တော်တို့ခီတိုရှိခိဂိုင်းနီဒေဒုကအမြန်ဒီလိုမျိုးကျွန်တော်ထွက်မလားဒါမှမဟုတ်ရှင်ဂျူးဝင်နာခော်ဒီကိုတာမိုးတာခဲနေပါနာရနိုင်तू ကကီလို30မောင်းနေဆိုရင်ကိုကလည်း30နဲ့တောက်လျှောက်ဒီလိုမျိုးသွားနေတာမျိုးပေါ့နော် तू က50မောင်းလောက်မောင်းနေဆိုကိုက50နဲ့တောက်လျှောက်မောင်းနေတာဒီလိုမျိုးအကွာအဝေးကိုတိချာခွာထားမလားတောက်လျှောက်ခွာပြီးတော့မောင်းမလားဒါမှမဟုတ်ရှင်ဒီလိုမျိုးဘေးကိုထွက်မလားတခုခုလုပ်ပြရမယ်တဲ့တကယ်လို့ယထာမျိုးပဲယထာလာပြီဆိုရင်တော့ပေါ့နော်အစုံတော့ဖြစ်တဲ့အတွက်ကြောင့်မလို့အစုံတော့မှာเนาะရှေ့ကတင်ပြီးသားတယ်ရောနောက်ထပ်မတင်ရသေးတဲ့အပိုင်းကြီးတချို့ပါမယ်ပေါ့နော်ကဲဒါဆိုရင်နောက်တစ်ပုတ်ခိုးစုကြောကျော်နီယောတို့ရှင်နီယူခင်းရှိတဲ့အခြေအနေရကျွန်တော်တို့ဝင်လို့ဒီလိုမျိုးဝင်လို့မရတာပေါ့ဦးတဲ့ဘာလို့လဲဆိုတော့ဒီမှာမီးကစိမ့်နေတယ်ပေါ့နော်စိမ့်နေပေမဲ့လို့ရှေ့မှာကျွန်တော်တို့ကကားတွေကပြည့်နေပေါ့နော်ကားကပြည့်နေရဲ့ကိုကသွားလိုက်ရင်ဒီနားမှာလမ်းကတော်မှာဒီနားမှာရက်ရမယ်အဲ့လိုအခြေအနေမှာဆိုရင်ကျွန်တော်တို့မီးစိမ့်နေပေမဲ့လည်းကျွန်တော်တို့ဝင်လို့မရပါဘူးဒီနားမှာရက်နေရဘာလို့လဲဆိုတော့ကိုကဒီနားမှာဝင်ပြီးမှတောက်လျှောက်ရှေ့ကကားတွေကနော်ကျွန်တော်ဒီနားမှာလမ်းကလစ်ကောင်းကြီးမှာပိတ်ရက်နေတဲ့ရှေ့ကကားတွေကတောက်လျှောက်ဒီမီးတာหนีသွားတယ်ပေါ့နော်หนีသွားတယ်ရှေ့သွားလို့မရဘူးဒီဘက်หนีဆိုရင်ဒီဘက်ကစိမ့်တော့ပါလေနော်စိမ့်ပြီဆိုရင်ကိုကကလစ်ကောင်းကြီးမှာတစ်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့လိုအချိန်ဒီမှာဆိုရင်လည်းမီးစိမ့်နေပြီနဲ့သွားလို့မရပါဘူးရှင်းနေခင်းရှိပါနောက်တစ်ခုကကြတော့ကျွန်တော်ရှေ့မှာတဲရှိခင်းရှိဘူးဝင်ဆိုတာဒါကျွန်တော်ရှေ့မှာလည်းတင်ခဲ့တယ်ပေါ့နော်အခန်း1ထဲမှာလည်းတင်ခဲ့တယ်ဒါရေးပေါ်ကားတွေထွက်လို့ရရေးပေါ်တစ်ခုအချိန်ဒီမှာဆိုရင်ထွက်လို့ရအောင်လို့ကျွန်တော်တို့ခြံထားတဲ့အပိုင်းပေါ့နော်အဲ့ဒီတိုင်းမှာကျွန်တော်တို့ဝင်ပြီးတော့ရက်လို့မရပါဘူးရှေ့မှာမီးပွိုင်းရှိရဲဆိုပါဆိုပေါ့နော်မီးပွိုင်းရှိတယ်ကားတွေကဒီမှာရှေ့မှာရက်ဆောင်နေတယ်ကိုကလည်းဒီနားမှာသွားရက်ဆောင်မယ်အဲ့လိုမျိုးမရပါဘူးနော်အကွက်ရဲ့အနောက်မှာရက်ဆောင်အောင်တော့ရက်နေတဲ့အချိန်မီးပွိုင်းနေပြီးတော့ကားတွေပိတ်ပြီးတော့ရက်နေတဲ့အချိန်မှာနော်ရေးပေါ်ကားထပြီးတော့ထွက်မယ်ဆိုရင်ထွက်လို့မရတော့ဘူးเนาะမီးလောင်စရာရှိရင်လောင်ကုန်တော့မှလीเนาะအဲ့ဒါကြောင့်မလို့ပိတ်ရက်လို့မရပါဘူးเนาะအဲ့ဒါဆိုရင်နောက်တစ်ပုတ်သွားရအောင်ပြီးလို့ရှိရင်ကျွန်တော်တို့ပေါ့เนาะဖူမီခီဒီတန်လန်းနေအိုဒန်ဟိုတို့လူကမင်းကြားတွေဂျီတန်းရှာအိုဒန်တိုင်းရဲ့เนาะရှင်နီယူခင်းရှိလူကမင်းကြားစပိန်ကမင်းကြားတွေရဲ့ရှင်နီယူခင်းရှိဖြစ်ပါတယ်ဥပမာအနေနဲ့ပေါ့เนาะဥပမာအနေနဲ့ကျွန်တော်တို့ဒီလိုမျိုးအရှိမခုနပြောလိုမျိုးလမ်းပိတ်နေเนาะယထာလမ်းပိတ်တယ်ဆိုတာကားတွေရှေ့မှာတန်းစီနေရှေ့ဆက်မသွားတော့ဘူးမသွားတော့တဲ့အချိန်မှာလည်းကိုတစည်းစာဒီနားမှာမရှိတော့ဒီနားမှာကိုတစည်းစာမရှိဘဲနဲ့ကျွန်တော်တို့ကဒီလိုမျိုးဆက်သွားလို့မရပါဘူးဘာလို့ဆိုတော့ရှေ့ကကားတွေပိတ်နေတဲ့အချိန်မှာကိုကရှေ့ဆက်သွားပြီဆိုနောက်ကကားတွေဒီနားလာရက်တော့မှာလीနော်အဲ့မှာရှစ်တူမရနောက်ဆုံးမရတန်လန်းပြီးပေါင်ဆိုရင်ကျွန်တော်တို့ခလေကောင်ကြီးမှာရထားကြီးလာရင်လိုင်းလေကောင်ကြီးမှာပိတ်နေမှာဖြစ်ပါတယ်ဗောနော်အဲ့ဒီရရှိတယ်ဒါကြောင့်မလို့ဒီလိုချင်းနေမှာလဲကျွန်တော်ရှေ့ရဲ့အခြေအနေကိုကြည့်ပြီးတော့ကျွန်တော်တို့သွားတင်လားမသွားတင်လားဆုံးဖြတ်ဒါအရေးကြီးတယ်နော်ဒါကိုယ့်အတွက်အနေရရှိတယ်ဗောနော်ကားမောင်းတဲ့အခါမှာနော်ကိုကဒီနားကြီးရောက်နေတဲ့အချိန်ရှေ့လဲတိုးမရနောက်ကိုပြန်ဆုတ်မဲ့ကြံလဲဒီနားနောက်ကကားနော်ကိုကရှေ့သွားတော့ကိုကသူကဒီနားလာရက်နေဆိုတော့နောက်လေဆုံးမရရှေ့လေဆုံးမရတိုင်နေပတ်နေမယ်နော်ဒီတုံးကြီးကကြာလာမယ်ဆိုနော်ပြီးလို့ရှိရင်ဒီလိုမျိုးပေါ့နော်ရှေ့မှာပိတ်နေတယ်ကားပိတ်နေဒီနားမှာကျွန်တော်လူကူမြင့်ကြရှိတယ်ဒါမှမဟုတ်ရှင်စပိန်ကူမြင့်ကြရှိရအဲ့ဒါဆိုရင်လည်းကျွန်တော်ရှေ့ဆက်သွားလို့မရပါဘူးဒီနားမှာကျွန်တော်လူကူမြင့်ကြစပိန်ကူမြင့်ကြမတိုင်ခင်မှာကျွန်တော်ရက်ပြီးတော့စောင့်နေရပါမယ်ဗောနော်ကဲဒါဆိုရင်ဒီအခန်းကတော့ကျွန်တော်တို့အားလုံးကျွန်တော်တော်တော်လေးပြီးလာပါပြီကဲဒါဆိုရင်ကျွန်တော်တို့ရဲ့အကြိုက်ဆုံးမိကွန်းတွေပဲရှိတော့မိကွန်းသွားမယ်နော်အပိုးစုခိုဒိုးတော်တဲ့ဝနော် one way လမ်းမှာဒိုးတော်တော့ချူခါရမိကြီးကဘူးဝင်လမ်းရဲ့ one way လမ်းမှာနော် one way လမ်းမှာနော် one way လမ်းမှာလမ်းရဲ့ခလေကနေညာဘက်ကိုစုခိုစုရုခုတ်ကတေခိတုမိကြီးကဘူးကိုစုခိုစုရုခုတ်ကတေခိတုညာဘက်ပိုင်းကိုကျွန်တော်တို့သွားလို့ရပါတယ် one way လမ်းဆိုတော့အလားလမ်းမရှိလို့ညာဘက်ပိုင်းလည်းမောင်းလို့ရတယ်မှန်လားမှန်ပါတယ်နော်ဒီပု္ပ္ပစာလေးမှန်ပါတယ်နံပါတ်2ဒိုးပိုခိုနီလမ်းရဲ့တစ်ဖက်မှာဒီလိုမျိုးအသွားလမ်းအပြန်လမ်းရဲ့တစ်ဖက်မှာပေါ့နော်ဒီဘက်ကအပြန်လမ်းဆိုဒီဘက်ကအသွားလမ်းเนาะဒီလိုလမ်းမှာမီဆူအီကျော်တော့ရှာတရောစုကိုတိုင်းဆိုတာမီဆူအီကျော်ဆိုတာဒီလိုမျိုးเนาะ3လမ်းနဲ့3လမ်းအထက်3စီမောင်းလို့ရတဲ့အထက်เนาะရှာတရောစုကိုတိုင်းတော့အာရုတိုကီ3လမ်းနဲ့အထက်ရှိတဲ့အချိန်မှာမိုတိုမိုမီဂီဂါဝညာဘတ်ဆုံးလမ်းကညာဘတ်ဆုံးလမ်းเนาะညာဘတ်ဆုံးလမ်းက3လမ်းရှိရင်ညာဘတ်ဆုံးလမ်းကညာဘတ်ဆုံးရှာတရောစုကိုတိုင်းညာဘတ်ဆုံးလမ်းကိုအိုီခိုရှိနာတို့တော့တာမယ်နိကြော်တက်ဖို့ရန်အတွက်အခက်တဲ့ဥခေပါခြံထားမယ်ဆိုရင်
ဒိုးနိုရှာရယောစုကိုတိုင်ကိုစုကိုရှိတဲ့မို့ယောဤဘယ်လမ်းမဆိုကြံတဲ့2လမ်း3လမ်းညာဘက်ဆုံးလမ်းကိုတော့ကြောက်တက်ဖို့ခြံထားတယ်ကြံတဲ့လမ်းကိုတော့ဘယ်လမ်းမဆိုမောင်းလို့ရတယ်ဘယ်လမ်းမဆိုမောင်းလို့ရလားနော်ဘယ်လမ်းမဆိုဒိုးနိုရှာရယောစုကိုတိုင်မို့စုကိုရှိတဲ့မို့ယောဤဘယ်လမ်းမဆိုမောင်းလို့ရတယ်ဆိုရင်ကျွန်တော်ဒီပု္ပ္ပစာမှန်လားရှေ့မှာကျွန်တော်တေချာတော့မတင်ခဲ့ဘူးဒီပု္ပ္ပစာမှားပါတယ်နော်ဘာလို့လဲဆိုတော့အောက်ဆုံးလမ်းကအနည်းဆုံးကားမောင်းမယ်အဲ့ထက်မြန်တဲ့ကားကခလေလမ်းကိုမောင်းမယ်ညာဘက်ဆုံးလမ်းကတော့ဒီလိုမျိုးကြော်တက်ဖို့ရန်အတွက်ကျွန်တော်တို့ခြံထားမှာဖြစ်ပါတယ်ဘယ်လမ်းမဆိုမောင်းလို့ရတယ်ဆိုတာမဟုတ်ပါဘူးเนาะအချိန်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကြည့်ချက်ပြီးမောင်းရမှာဖြစ်ပါတယ်ပေါ့နော်ကဲဒါဆိုရင်နောက်တစ်ပုဒ်သွားရအောင်နောက်တစ်ပုဒ်ကကြတော့နံပါတ်3ရှာရယောစုကိုတိုင်းတော့9တိုးတော့တဲ့เนาะဒီလိုမျိုးမြင်းနေနဲ့မတက်မှတ်ထားတဲ့လမ်းမှာဂျီရိုရှာတို့ကားတွေနဲ့ကန်တိုခီစကီဂျီတန်းရှာကျွန်တော်မော်တော်ဘိုက်တွေအားတဲ့ဒိုးတော့ချို့နီယော်ဒီခလေကိုကတ်ပြီးတော့စုကိုရှိနာခဲ့တယ်ပါနာရနိုင်နဲ့ခလေကိုကတ်ပြီးမမောင်းလို့မရပါဘူးတဲ့အရှိမတင်ခဲ့နော်ဒီနေ့အဲ့ဒါလीနော်ကားတွေဆိုင်ငယ်တွေကဘေးဘက်ကိုကတ်မောင်းရပါကြော်တက်တဲ့ချိန်ကြီးတော့ညာဘက်ကိုကတ်ပြီးမောင်းလို့ရတယ်ပေါ့နော်ညာဘက်ဆိုတာခလေဘက်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ကသူကခလေကိုကတ်မောင်းရမယ်လို့ပြောထားတဲ့ကြောင့်မလို့ဒီပု္ပ္ပစာလေးကမှားတယ်နော်အပေါ်ကပု္ပ္ပစာလေးခုနမှားခဲ့တယ်ပေါ့နော်ကဲဒါဆိုရင်နံပါတ်4သွားရအောင်မနော်နံပါတ်4ကကြဒိုးပိုခိုနီလန်တစ်ဖက်မှာဖတဆုရှာရီယိုဖတဆုနော်ရှာရီယိုစုကိုတိုင်းကအာရုတိုခီကကျွန်တော်တို့လမ်းနှစ်ကြောင်းရှိတဲ့အချိန်မှာလမ်းနှစ်ကြောင်းရှိတဲ့အချိန်မှာကျွန်တော်တို့ခရူမာဝါဟီတာရီကဝရှာရီယိုစုကိုတိုင်းကိုစုကိုရှိနာခဲ့တယ်ပါနာရနိုင်နဲ့နော်ကားတွေကတဲ့ဘေဘက်လမ်းကိုမမောင်းလို့မရဘူးပေါ့နော်ဒီလမ်းတစ်ဖက်မှာကျွန်တော်တို့ပေါ့နော်လမ်းတစ်ဖက်မှာကျွန်တော်တို့လမ်း2လမ်းရှိတဲ့အချိန်မှာကားတွေကဘယ်ဘက်လမ်းကိုမမောင်းလို့မရဘူးဒါတော့မှန်တယ်ပေါ့နော်ဘယ်ဘက်လမ်းကိုမောင်းမယ်ညာဘက်ကဘာလို့လဲဆိုကြော်တက်တဲ့လမ်းပေါ့နော်ကားတွေမမောင်းရတာမဟုတ်ညာဘက်လမ်းနဲ့မောင်းလို့ရတယ်ဒါပေမဲ့လို့မောင်းတာကကြော်တက်ဖို့ရလမ်းဖြစ်တဲ့အတွက်ကြောင့်ဒါစုခိုလမ်းဒီဟိုပုံမှန်သွားတဲ့လမ်းမဟုတ်ပေါ့နော်တရားဆိုရင်တော့ဒီပု္ပ္ပစာလေးကမှန်တယ်ပေါ့နော်ဘယ်ဘက်လမ်းကိုမောင်းရမယ်ဆိုရင်မှန်ပါတယ်နော်နံပါတ်5ကျွန်တော်ကုန်တင်ကားတွေကဘယ်ဘက်ဆုံးလမ်းကိုမောင်းပါလို့သူပြထားတယ်ပေါ့နော်ဇူနိုဟျောရှိကနော်အာရူတိုတော့တဲ့ဒီဆိုင်းပုတ်ရှိတဲ့လမ်းမှာအိုဂါတာခမိုဆူဂျီရိုရှာအိုဂါတာတုတ်ရှူဂျီရိုရှာတော့ကားကုန်တင်ကားတွေနဲ့ကားကြီးကျွန်တော်တို့တုတ်ရှူဂျီရိုရှာတွေอ่ะဆိုရင်ရှာရီယောဆိုဂျူတွေရောဟတ်8000ကီလိုဂရမ်ဆိုတာက8တန်ပေါ့နော်8တန်အထက်ဆိုင်းတိုင်းစက်ကီဆိုင်းတွေရော5ကီလိုဂရမ်5ကီလိုဂရမ်အကျော်ပြောချင်တာကရှာရီယောဆိုဂျူရီယောဆိုတာကားစီးရဲ့၄ချိန်က8တန်ပြီးလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ကုန်အများကြီးတင်ဆောင်နိုင်တဲ့ပမာဏ9000ကီလိုဂရမ်ဆို9တန်အထက်ပေါ့နော်ပြီးလို့ရှိရင်ဂျောရှာတဲရင်ဆိုတာလူစီးလို့ရတဲ့ပမာဏဂျူအီချီနင်အီကျော်အီဇီရဲကာနီဂိုင်တိုဆူရု17ရောက်ထက်ဆိုရင်ဘာတွေဖြစ်သွားမလဲ17ရောက်ထက်ဆိုရင်လူ17ရောက်ထက်စီးလို့ရတာဆိုရင်ကျွန်တော်တို့ချူကာတာဖြစ်သွားပြီနော်မီနီဘတ်တွေပဲဖြစ်သွားပြီနော်ဂိုင်တိုဆူရုချူကာတာခါမိုဆူဂျီရိုရှာဝချူကာတာကုန်တင်ကားတွေอ่ะဆိုရင်ဟီတာရီခါရာအချီဘန်မဲနော်ရှာရီယိုစုကိုတိုင်ကိုစုကိုရှိနာခဲ့တယ်ပါနာရနိုင်ဟီတာရီခါရာဘယ်ဘက်ကနေအချီဘန်ဘယ်ဘက်ကနေရင်1 2 3เนาะဒီမှာရေးထားတယ်ဘယ်ဘက်ကနေအချီဘန်ဆိုတော့ဘယ်ဘက်ဆုံးလမ်းကိုပြောချင်တာပေါ့เนาะဘယ်ဘက်ဆုံးတလမ်းမြောက်ကိုမမောင်းလို့မရပါဘူးတဲ့ဒါဆိုရင်မှန်နေပေါ့เนาะဘာလို့လဲဆိုတော့ကျွန်တော်တို့8000ကီလိုဂရမ်ဒါမှမဟုတ်ရှင်ကုန်အများဆုံးတင်ဆောင်လို့ရ9000ကီလိုဂရမ်ဆို9တန်အထက်ပေါ့နော်ပြီးလို့ရှိရင်လူ17ယောက်ထက်ဆိုတာဒါချူကာတာကြီးပေါ့နော်ချူကာတာကုန်တင်ကားတွေလူစီကားတွေကဘယ်ဘက်ဆုံးလမ်းကိုမမောင်းလို့မရဘူးဆိုတော့ဒါမှန်ပါတယ်ပေါ့နော်ဆိုင်းဘုတ်မှာဘယ်ဘက်ဆုံးလမ်းကိုမောင်းဖို့ပြထားတယ်ဆိုတော့မှန်ပါတယ်ပေါ့နော်ကဲဒါဆိုရင်နံပါတ်6ချူဆန်ဝလာပြီเนาะဒီပု္ပ္ပစာလေးလာရှေ့မှာပြောခဲ့တဲ့ပု္ပ္ပစာလေးပေါ့เนาะချူဆန်ဝခလဲမြင်းဟာเนาะခလဲမြင်းဟာခန္ဓာရစုရှိမို့နော်မဖြစ်မနေဒိုးတော်နော်ချူအိုနီအာရူတိုဟာခါကီတာနိုင်လမ်းရဲ့ခလေကောင်မှာရှိပါမယ်လို့တော့ပြောလို့မရဘူးခလေမြင်းဆိုတာလမ်းရဲ့ခလေကောင်မှာရှိပါမယ်လို့တော့တရက်တည်းပြောလို့မရဘူးလို့သူပြောချင်တာဒါဆိုရင်ဒီပု္ပ္ပစာမှန်လားရှေ့မှာတင်ခဲ့ရနော်လမ်းခလေမြင်းဆိုတာလမ်းရဲ့ခလေကောင်မှာရှိပါမယ်လို့တော့တရက်တည်းပြောလို့မရဘူးဆိုတော့မှန်တယ်နော်ခလေမြင်းဆိုတာကအသွားလမ်းနဲ့အပြန်လမ်းနဲ့ကြားတွေကတားထားတဲ့မြင်းဖြစ်ပါတယ်เนาะဘယ်ဘက်မှာ2လမ်းရှိပြီညာဘက်မှာ6လမ်းရှိနေရှိမှာလေဒါဆိုရင်လိုင်းရဲ့ခလေကောင်မှာလုံးဝခလေကောင်မှာရှိပဲလို့တော့ပြောလို့မရတော့ဘူးเนาะဘယ်ဘက်ယူရင်ရွေ့နေမှာเนาะဒါကြောင့်မလို့ချူအိုနီအာရူတိုကခါကီတာနိုင်ခလေကောင်မှာရှိပါမယ်လို့တော့တရည်တည်ပြောလို့မရဘူးဆိုတော့ဒီပု္ပ္ပစာမှန်ပါတယ်ပေါ့เนาะကဲဒါဆိုရင်နံပါတ်9
쿠루마와 까리가 사세수야 우세수수루바이데모 배qu의 체인 야qu의 체인 배qu의 체인도 뭐호 야qu의 체인 말레베 기도시키나요 요코기르코도와 데키나이 저노 단란고 ဖြတ်လို့မရပါဘူး ညာကွေးကျင်တာဒါမှမဟုတ်ရှင်ဘဲကွေးကျင်တာဆိုရင်တန်လန်းကိုဖြတ်ပြီးမှကွေးလို့မရပါဘူးတဲ့ခုနကတော့ပြောတယ်เนาะကျွန်တော်လဲကိုင်းအနေနဲ့เนาะဘဲကွေးညာကွေးကွေးတဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့เนาะမဖြစ်မနေအချိန်မှာဆိုရင်ကျွန်တော်တို့တန်လန်းကိုဖြတ်လို့ရပါတယ်ပေါ့เนาะစိုင်ပုတ်မပြထားလဲဖြတ်လို့ရတယ်เนาะဒါပေါ့ဆိုရင်ဒီမှာကျတော့ဖြတ်လို့မရဘူးလို့ပြောထားတဲ့အတွက်ကြောင့်မလို့ဒီပု္ပ္ပစာမှားပါတယ်ပေါ့เนาะနံပါတ် 호코샤 산요도로와 루디단 동란하소인 간소쿠 도시대 저너로 우리야 쿠루마와 까리가 수코 데키나이가 또알로 미야비메로 뼈지나가 저너로 루디단 동란마 저너 까리야 뽕마노 또알로 미야비메로 케이사수쇼초노 쿄가 오 우케레바 수코 데키루ကျွန်တော်တို့ရဲစကန်ကနေကျွန်တော်တို့ခော့ကာဆိုတာကကျွန်တော်တို့ခွင့်ပြုချက်သာရမယ်ဆိုရင်တွားလို့ရတယ်ဒါခုနလေးမှာသင်ခဲ့တာเนาะပုံမှန်လမ်းနေဆိုရင်တွားလို့မရဘူးလဲကိုင်းအနေနဲ့ပုံချွန်းချက်အနေနဲ့ပေါ့เนาะပြောချင်တာချွန်းချက်အနေနဲ့ရဲစကန်ကနေကျွန်တော်တို့ခွင့်ပြုချက်ရထားဆိုရင်တွားလို့ရတယ်တို့ပြင်မဲ့လို့ကျွန်တော်တို့ကြော်ခိုးလို့ရမယ်เนาะဖြည်းဖြည်းမောင်းရမယ်เนาะဒါဆိုရင်အဲ့လိုဆိုရင်မောင်းလို့ရတယ်ဆိုတော့เนาะခွင့်ပြုချက်ရှင်မောင်းလို့ရတယ်ဆိုတော့ဒီပု္ပ္ပစာမှန်တယ်ပေါ့เนาะကြဒါဆိုရင်နံပါတ်9ရှင်းကိုမှချိတယ်မီးပွိုင်မှာเนาะရှင်းကိုမှချိဆိုတာမီးပွိုင်หนีပြီးတော့หนีနေရကိုရက်ဆောင်နေရเนาะတိုမာရုတိုခီဝါရက်တဲ့အချိန်မှာတဲရှိခင်းရှိဘူးဝင်နီဟိုက်တယ်မို့ယောဤတဲရှိခင်းရှိဘူးဝင်ဆိုတာကကျွန်တော်တို့ခုနမှာသင်ခဲ့တာเนาะကျွန်တော်တို့မိတက်ရင်တွေရဲ့အရှိမကျွန်တော်တို့တဲရှိခင်းရှိဘူးဝင်၄တောင်နေရှိရပါเนาะအဲ့မှာမိတက်ရင်တွေအရေးပေါ်ထွက်လို့ရအောင်เนาะရက်မီးပွိုင်စောင့်နေတယ်ဆိုရင်အဲ့မှာဝင်ပြီးတော့သူကတဲရှိတယ်မို့ယောဤဟိုက်တယ်မို့ယောဤဝင်လို့ရပါတယ်မရအောင်เนาะကျွန်တော်အဲ့မှာဝင်ပြီးတော့ရက်လို့မရပါဘူးเนาะအဲ့နောက်မှာကျွန်တော်ရက်ရပါမယ်เนาะဒါဆိုရင်ဒီမှာရတယ်လို့ပြောထားတော့ကျွန်တော်တို့မှားပါတယ်ပေါ့เนาะကဲဒါဆိုရင်နောက်တစ်ပုဒ်သွားရအောင်ဂါဆိုလင်းစတန်တိုနီဟိုင်ရူတမယ်เนาะဂါဆိုလင်းစတန်ဆိုတာဓာတ်စီဆိုင်ဝင်ဖို့ရန်အတွက်စီဆိုင်ဝင်ဖို့ရန်အတွက်ဟိုတို့ကိုရောခိုးကြီးလူတို့ခိလူသွားလန်းကိုကျွန်တော်ဖြတ်တဲ့အချိန်မှာဟိုခိုးရှာကအီနာခတ်တာနော်တဲ့လူမရှိတဲ့အတွက်ကြောင့်လမ်းသွားလန်းလာလူမရှိတဲ့အတွက်ကြောင့်မလို့ဂျော်ခိုးရှိတဲ့ဆူခိုးရှိတာတဲ့เนาะဂျော်ခိုးဆိုတာဖြည်းဖြည်းမောင်းပြီးတော့ဆူခိုးရှိတာသွားခဲ့တယ်ဒီမှာရေးကြည့်ရနော်ရှေ့မှာပြောရခဲ့တယ်နော်ကျွန်တော်ဝင်ပြီဆိုရင်အချီတက်ရှိလောက်ရမယ်နော်အဲ့ဒါကြောင့်မလို့သတိထားရမယ်အချီတက်ရှိလောက်ရမယ်မလုတ်တဲ့လူတွေလည်းရှိတယ်အဲ့တော့ပုံမှန်ရှေ့မှာနော်မျိုးထဲမှာမောင်းနေပြီဆိုရင်မလုတ်တဲ့လူတွေများတော့ကိုကနေသားကြပြီးတော့အချီတက်ရှိမလုတ်ဖဲနဲ့မောင်းသွားတယ်တလေတူက80ရောက်100မှာ2ဦးကလိုက်နာပြီးတော့တူမောင်းလာပြီးတော့အိမ်သားကြမှာတဲရှိဘက်ကနေဆိုကောက်ရက်လိုက်တဲ့အချိန်မှာနောက်ကသူ့ဖင်ဝင်ဆောက်သွားမယ်နော်အဲ့ဒါလည်းသတိထားအောင်နော်ဒီမှာဆောင်းပွဲမှာကြာဒီမှာကြော်ခိုးလုပ်ပြီးတော့သွားလူမရှိတဲ့အတွက်ကြောင့်မလို့ကြော်ခိုးလုပ်ပြီးသွားတယ်လို့ရေးထားတယ်ဒီပု္ပ္ပစာမှားပါတယ်ကျွန်တော်တို့အချီတက်ရှိလုပ်ကိုလို့ရပါမယ်နော်ကဲဒါဆိုရင်ဒီနေ့ကအစုံတုပ်မေးခွန်းလေးတွေတင်ခဲ့တာဖြစ်တယ်တို့ပေမဲ့လို့ကျွန်တော်တို့ပေါ့နော်တော်တော်လေးအသုံးဝင်တဲ့ဆောင်းပွဲမှာလည်းဟိုနားတစ်ပိုင်းဒီနားတစ်ပိုင်းဟိုနားတစ်ပုတ်ဒီနားတစ်ပုတ်မေးပါတယ်အပြင်အတွက်လည်းအရန်အသုံးဝင်မဲ့အခန်းလေးဖြစ်ပါတယ်ဗောနော်ဒါသေးတို့ဒီနေ့ကခက်ခဲမဟုတ်ပေမဲ့လို့တေချာလေးမှတ်သွားပေးပါမိကွန်းလေးတွေလာမှာဖြစ်ပါတယ်အဲဆိုရင်ဒီနေ့ပိုင်းကတော့လောက်နေပဲအဆုံးသတ်လာပါမယ်နောက်ထပ်ပိုင်းဒီမှာပြန်လည်တွေ့ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်